ဖီးချန်ကျွန်တော်တို့အောင်မြင်သွားပြီဗျဒီတစ်ခါပိုက်ချတာနဲ့တင်ငါ2000ကျော်ရလာခဲ့တယ်ငါတွေကအများကြီးပဲနောက်ဆုံးတော့ကျွန်တော်တို့လည်းကံကောင်းမှုအလှည့်ရောက်လာပြီမောင်လေးရေအိုက်ချန်ပင်လယ်ပြင်ကိုထွက်သွားတာ2ရက်2ညရှိသွားပြီဘာလို့ပြန်မလာသေးတာလဲဒီကလေးကပင်လယ်ထဲမှာတည်သွားပြီလားဒီလောက်မုန်တိုင်းခံနေတာတော့ပင်လယ်ထဲထွက်ရဲတယ်နော်အသက်ရှင်ဖို့ခက်ခဲလိုက်တာတကယ်ပဲပတ်စံကိုအသက်ထက်ကိုတန်ဖိုးထားနေကြတာလားဒီနေ့တော့အလကားမဟုတ်ဘူးထင်တယ်ဒီလေမှာလက်ဆက်တဲ့ငါးတွေရှိနေလောက်တယ်ဒီသူထေးကငါးဝယ်ဖို့လာတာပါကျွန်တော်ကအရေးသွေးမြင့်ငါးပွဲယုံလုပ်တာပါတော်ရိုင်းငါးစစ်တွေကိုပဲရောင်းတာပါကုန်ပစ္စည်းကောင်းဆိုရင်ဈေးကောင်းပြီးဝယ်မယ်များလေပိုကောင်းလေပဲသူထေးရဲ့တော်ရိုင်းငါးဆိုတာရှားရခတ်ပါတယ်တခါတလေပင်လဲထွက်ရင်တစ်ကောင်တစ်ကောင်လောက်ပဲရတတ်ပါတယ်အိုးငါဖမ်းတာကတော့အရေးချင်းလို့တလို့ကန်လဲလိုပါတယ်အရင်တုန်းကလေတစင်းပင်လဲထွက်သွားတာတခါတည်းနဲ့4000လောက်ဖမ်းမိပြီး9.6တန်းတန်မိုးရှာကြီးတဲ့9တန်းကျော်တောင်ပဲကျွန်တော်လည်းအဲ့လိုကံမျိုးရှိရင်ကောင်းပါပဲ9သိန်းကျော်တန်းတဲ့ငါးတွေမဟုတ်ဘဲနဲ့9000တန်လေးရရင်တောင်ကျွန်တော်ကျင်းတတ်ပါတယ်အိုက်ချန်ကျွန်တော်တို့ငါဖမ်းမိသွားပြီဗျဟဲ့တကယ်ပဲတော်တိုင်းငါးတွေဖမ်းမိတာလားဘယ်လောက်ရလဲ2000ပြည့်ပါတယ်ဘယ်လောက်လို့2000လားညီလေးရေမင်းငါ့ကိုစားနောက်နေတာမဟုတ်လားငါ့ကိုတိတာကြားပြီပဲငါဘယ်တော့ကအလုပ်ကိစ္စမှာဆက်နောက်ဖူးလို့လဲဟာဟာအခုတော့အောင်မြင်ပြီပဲငါးတွေတွားကြည့်လိုက်ရအောင်အဆင်ပြေရင်အကုန်ဝယ်မယ်ကြော့ပါကြိုက်တယ်လို့ကြည့်ပါကျမလည်းလိုက်ကြည့်မယ်ဟာဟာကံကောင်းတာပဲကိုယ်တိုင်တွားကြည့်မှဖြစ်တော့မယ်အိုက်ချန်ဘာလို့သူ့ကိုမတွေ့ရတာလဲအိုက်ချန်ဘာဖြစ်သွားတာလဲအဖိုးကျမအဖေကအဖိုးစေးကူဖို့ပတ်စံရှာဖို့ပင်လဲထွက်သွားတာပါမုံတိုင်းဝင်တာ2ရက်ရှိပြီအမေလဲအဆက်အတွေ့မရဘူးအဖိုးရဲ့သူပြန်မလာမှကြောက်တယ်ကျမကြောင့်သူတို့တွေအခုလိုဒုက္ခရောက်ကုန်တာပါကျွန်တော်ကိုစိတ်မကူပေးပါနဲ့တော့ကျွန်တော်အိမ်ပြန်ခြင်းနဲ့အဖိုးရဲ့စိတ်မပူပါနဲ့အိုက်ချန်ကပင်လဲထွက်တာနှစ်ပေါင်းများစွာကြာပြီဆိုတော့အတွေ့အကြုံရှိပါတယ်ဘာမှမဖြစ်ပါဘူးအဲ့ဒါဆိုကျွန်တော်ကိုစိတ်ကန်းလိုက်ပို့ပေးပါအိုက်ချန်ပြန်လာတာကိုအဲ့မှာပဲစောင့်မယ်အိုက်ချန်ကတခုခုဖြစ်သွားရင်ကျွန်တော်လဲပင်လဲထဲခုန်ချပြီးတေးလိုက်တော့မယ်အဖေအမေအိုက်ချန်ဖုန်းဆက်လာပါပြီအိုက်ချန်ပဲမလဲ